Hello, what's up? ဒီနေ့ဟိုဘန်ကောက်မှာတဆမှာဖြစ်ပါတယ်။ Top ဆမဲ့နေရာကတော့ဒီ second bank မှာဖြစ်ပြီးတော့ BTS တို့ bus ကားလို့နဲ့ SNBR နဲ့တွားလို့ရပါတယ်။ So second bank ရဲ့ level 4မှာရှိပြီးတော့ level 4ရောက်ပြီဆိုတာနဲ့အဲ့နာမှာဟောက်ပေါ်ဆိုင်နံပါတ်4 code to push ရအောင်တွေ့နိုင်ပါတယ်။ကျွန်တော်တို့စားခဲ့တဲ့ဆိုင်ကတော့ Mandarin Suki ဆိုတဲ့ဆိုင်ကြီးဖြစ်ပါတယ် Mandarin Suki မှာအဓိကတော့သူကပါလဲဆိုတော့ dim sum တွေ buffet စားလို့ရတယ်ပြီး hot pot စားလို့ရတယ်ပေါ့နော် dim sum နဲ့ကျတော့မျိုးစားစုံနေတာကိုတွေ့ရတယ်ပြီး hot pot ကိုလည်းကိုကရွေးချယ်ပြီးတော့စားလို့ရတယ် dim sum ချင်းပဲဆိုတော့သူက199ပေါ့နော် hot pot ပါတွဲစားမယ်ဆိုရင်နော်299ကျတဲ့မှာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့စားတဲ့ package ထဲမှာဆိုရင်တော့သူကဒီအသားတွေပြီးတော့ပြီးဆိုချက်တို့အမဲသားတို့တခြားဒီ dim sum မျိုးစုံပါရပါတော့ဒီ hot pot အိုးဆိုလဲတော်တော်လေးဒီတော့မြင်မရတာကကောင်းတာကိုတွေ့ရတယ် sauce တွေလည်းသူကတော်ကောင်းနေပေါ့နော်ဒီမြေဝဲ sauce တွေတခြားတော်တော် sauce မျိုးစုံရှိရပေါ့နော် dim sum တွေဆိုလဲပူပြီးတော့တော်တော်လေးကိုစားလို့အရသာကောင်းတာကိုတွေ့ရတယ်ပြီးတော့ပြီးဆိုရင်ကျွန်တော်ကြိုက်တာကတော့ဒီ dim sum ပေါ့နော်ဒီ dim sum တော်တော်ချက်ရဒါဆိုလဲသူကတူဖူးနဲ့စီရှင်ရတာနဲ့လှုပ်ထားတာပေါ့နော်အာလူကျော်ကတော့ကျွန်တော်စားဘူးတဲ့အာလူကျော်ထဲမှာတော်တော်ကောင်းတာအထူးချော်ထဲမှာပါတယ်အင်းနာပေါ့နော်ဆိုတော့ဒီအလေးဆိုလဲဒီ dim sum မျိုးစားဆိုလဲတော်တော်လေးတော့စားလို့ကောင်းတယ်မတော်ပါနာမည်တော့မမှတ်ပြီးတော့ဦးစားလိုက်တဲ့ဟာလေးကနောက်ဆုံးမှာတော့ကျွန်တော်တို့ကဒီရေခဲမုတ်တွေလည်းတော်တော်လေးအရသာကောင်းတော့တွေ့ရတယ်ကျွန်တော်စားခဲ့တဲ့ဒီ lime ရေခဲမုတ်နဲ့ strawberry ရေခဲမုတ်ကတော့တော်တော်လေးအရသာကောင်းတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် YouTube channel လေးကို subscribe လုပ်ပေးလို့ရပါတယ် Bye bye everyone